ဒီတပတ်တော်တွင်ဟာကျွန်တော်နိုင်ငံအတွက်ကြီးမားတဲ့အရွေးတွေဖြစ်လာနိုင်ကြရရှိအားလုံးပဲမင်္ဂလာပါ T10 channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့စီးရဲသတင်းတွေကိုအဓိကဦးစားပေးပြီးတင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်နှိပ်ထားပေးဖို့ပြောကြားချင်ပါတယ်ချင်းကြားထဲမှာနော်ဒီဒေါ်လာသူချင်းကြားထဲမှာမိတိပရိပခမှမဖြစ်အောင်ထိန်းသိမ်းပေးကြဖို့ ਨੇ ပြည်သူလူထုစိတ်ပိုင်းဆိုင်ရာနိုင်ငံညှိုးနှံသွားခဲ့တာလေးကိုပြန်လည်ကုစားဖို့စူးစမ်းပေးဖို့ကျွန်တော်တောင်းဆိုလိုက်ပါတယ်နော်အဲ့တော့ဒါဒီလောက်ပါပဲကျွန်တော်ကတော့ကျွန်တော်နောက်မှဆက်ပြောမယ်လောလောဆယ်ကျွန်တော်ပြောချင်တာကကိုနေကားကိုပြောလိုက်တဲ့ဒီတပတ်တော်တွင်းဆိုတဲ့အခြေအနေပေါ့ကျွန်တော်ကတက်နိုင်တဲ့လောက်အချိန်ရတဲ့လောက်ပေါ့နော်စွမ်းတဲ့လောက်ကမ္ဘာသတင်းတွေနိုင်ငံသတင်းတွေလိုက်ဖတ်ပါတယ်ဖတ်တော့ဒီနေ့က25ရက်နေ့က Bangkok Post မှာရေးလာတဲ့မြန်မာပြည်နဲ့ပတ်သက်တဲ့သတင်းကျင်းပမယ့် summit ကိုတက်ဖို့သူညှင်းဆန်ရွှေဆိုင်လိုက်တယ်ဆိုတဲ့သတင်းအဲ့ဒီမှာစီးရီးသူတွေတယောက်ကထိုင်းနိုင်ငံသားစီးရီးသူတွေတယောက်ကမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့အာဆီယံဘက်ကနော်ဘိုးအချက်ချာကြတယ်သူတို့ရဲ့ရည်တည်ချက်ကိုမပြုတ်မပြောင်းလဲပဲနေမယ်ဆိုလို့ရှိရင်ပုံမကြီးမားတဲ့ပြဿနာတွေပေါ်လာတဲ့ဆိုတဲ့သုံးသပ်ချက်ပြီးရင်မြန်မာနိုင်ငံသားအားလုံးပါဝင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြို့သားညီညွတ်ရေးအစိုးရကဦးဆောင်စီမံခန့်ခွဲနေတဲ့ PDF တပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ဒေါ်လာတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကိုအာဆီယံနိုင်ငံတကာကကောင်းစွာအတိမတ်ပြုလာနိုင်တဲ့အထိအောင်ပွဲတွေဆင်နွှဲလာနိုင်ပြီးအကြမ်းဖက်စစ်မင်းအွန်လိုင်းရဲ့လက်ပါစီကပိုက်ဆောင်တပ်ဖက်ကတိုက်စွမ်းရည်တွေလုံးဝကြာဆုံးပြီးတိုက်တိုင်းရှုံးနေတယ်ဆိုတဲ့အကြောင်းအာမာဆိုတဲ့တန်ချက်ကာတွေနဲ့လေချောင်းဖြစ်ကူတာမလာခဲ့ဘူးဆိုရင်သူတို့တွေဟာတိုက်ဖို့ညှင်းဆန်လာတာဟာတနိုင်ငံလုံးနဲ့ကျေပြန့်လာတဲ့ဆိုတဲ့အကြောင်း Bangkok Post ကနိုင်ငံတိကမ္ဘာတိစီးသူတွေတီးကပြီးခဲ့တဲ့နှစ်ရက်ကပဲကြဲကြဲပြန့်ပြန့်ရေးသားလာပါတယ်။ဒါနိုင်ငံတကာကစီးကက်ခက်ပညာရှင်တွေအတွက်ကောနိုင်ငံတကာအစိုးရအဖွဲ့တွေအတွက်ကောအထူးသဖြင့်အရှိတီမျိုးလို့နိုင်ငံသီးလေးကတော့မှအမှန်နဲ့တရားကိုပြပြသားသားသိပြီးဥပဒေအတိုင်းလူခွင့်ဆိုင်ရင်စံညွှန်းတွေအတိုင်းလူကုန်တိတ်ကရှိတဲ့အစိုးရတရက်ကဆောင်ရွက်ရမယ့်တာဝန်ဝတ္တရားရှိတဲ့အတိုင်းခက်ပြက်ခက်မှန်မှန်တိတိကျကျဆောင်ရွက်လိုက်လို့လာမယ့်စက်တင်ဘာ10ရက်နေ့ဆိုရင်အရှိတီမောနိုင်ငံဒီပလိုမတ်တွေတန်တမန်တွေကိုဖက်စစ်ကောင်စီကနှင်ထုတ်တယ်ဆိုတဲ့အခြေအနေထိဖြစ်လာတာကိုခပ်ပြုံးကိုကရင်ဆိုင်ပြီးတော့အာဆီယံနိုင်ငံကအင်အားကြီးစီးပွားကြီးပါပြီဆိုတဲ့ထိုင်းတို့စင်ကာပူမလေးရှားတို့ကအစိုးရတွေအရှိတီမောနိုင်ငံကအမှန်တန်ကောင်းတဲ့သမိုင်းကြောင်းပြပြီးတော့ခင်ဗျားတို့အစိုးရခေါင်းဆောင်တွေဟာဥပဒေကိုနားလည်ရလားခင်ဗျားတို့အစိုးရအဖွဲ့တွေဟာလူခွင့်ရေးဆိုတဲ့စောင့်ထိန်လက်နိုင်မှုဂုဏ်သိက္ခာတွေကိုတံမိုးထားရလားခင်ဗျားတို့ဟာပြောတဲ့စကားဂတိတိုင်းတည်ရလားလို့မေးခွန်းတွေမေးသွားခဲ့ပြီဖြစ်တယ်ဒီမေးခွန်းတွေကိုဖြေဖို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာဒီတလပွဲနှစ်လတော့တဲ့မှာအပြင်းထန်ရုန်းကန်အဖြေရှားတော့မယ့်အခြေရောက်ပြီဖြစ်တယ်ဒါတော့စက်တင်ဘာ10ရက်နေ့ဆိုရင်အရှိတီမောတန်တမန်တွေကိုနှင်ထုတ်တယ်နောက်ဘယ်နိုင်ငံတန်တမန်တွေကိုဆက်နှင်ထုတ်ဖို့သူကြိုးစားရဲမလဲဖက်စစ်မင်းအောင်လိုင်းထောက်ပေါက်ပိတ်နေတင်ပြချင်တာရှိပါတယ်ပထမတစ်ချက်ကတော့ကျွန်တော်ခုနကတည်းပေါ့ခုနဆိုတော့လွန်ခဲ့တဲ့တနားရီကျော်လောက်ကတည်းပေါ့ကျွန်တော်ဘာပြောဒေါ်လာရေးလောကမှာနာမည်တစ်ခုနဲ့ဗီဒီယိုများလေးစားကြတဲ့ဘုံနဂါးနဲ့စကားပြောပြပါတယ်စုစုပေါင်းတနားရီနဲ့တနားရီခွဲနီးပါးလောက်ကြာပါတယ်ပေါ့ဘုံနဂါးကျွန်တော်စီကိုဖုန်းခေါ်လာလို့ညီကိုနှစ်ယောက်ပုံမှန်လင်းရင်းနေစကားပြောပြပါတယ်သူဘာပြောစိတ်ကောင်းနှလုံးကောင်းရှိတဲ့သူဖြစ်ပါတယ်သူစမ်းသမျှဒေါ်လာရင်းမှာပါဝင်ကြိုးပမ်းထမ်းဆောင်တဲ့သူဖြစ်ပါတယ်ဒေါ်လာရင်းကဖန်တီးလာတဲ့အခင်းအကျင်းတွေဒေါ်လာရင်းမှာဒီရှုပ်ထွေးမှုပေါင်းများစွာနဲ့ဖြစ်ထွန်းလာတဲ့ပဋိပက္ခတွေကြားထဲမှာတနင်္ဂနွေလူလွန်ရှင်တန်စူးစမ်းရင်းနဲ့သူ့ရဲ့တမိုင်းစာမျက်နှာတစ်ခုကိုရေးထိုးဖို့စူးစမ်းနေတော့လူကောင်းတစ်ယောက်လို့ကျွန်တော်ပြောလို့ရပါတယ်ဖြစ်စဉ်တွေကိုကျွန်တော်အခုကဲဖြတ်ကြည့်တာတော့လွန်ခဲ့တဲ့10ရက်လောက်ကဒီဘုံနဂါးနဲ့ MOD တို့ကြားထဲမှာ MOD NUG ဆိုရအဖွဲ့လူကြီးခေါင်းဆောင်တွေရဲ့ကြားထဲမှာဖြစ်ပေါ်ခဲ့တဲ့
National Burma National Revolutionary Army ခေါ်မှာပေါ့နော် BNRA ဖွဲ့စည်းဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့အစင်မပြေမှုတွေကနေစတင်ပေါက်ဖွာလာခဲ့တယ်လို့ကျွန်တော်သုံးသပ်တွေ့ရှိရပါတယ်။ဒါနဲ့ပဲသူ့ကိုကျွန်တော်ကခုမနေ့တင်လိုက်တဲ့ post လေးသူတွေ့လို့လည်းပုံဆက်လာတာပေါ့နော်။ဖတ်ပြလိုက်ပြီးတော့သူ့ရဲ့သဘောထားလေးကိုလည်းကျွန်တော်တီးခေါက်ကြည့်လိုက်ပါတယ်။သူကကျွန်တော်ရေးထားတဲ့တော်ဝင်တက်တစ်ခုဆိုတာထက်ပြည်တော်စုဒီတရားလုံးအတွက်ကိုနော်ဒီပေါ်ဆောင်တဲ့တက်ဖြစ်ထွန်းရေးဆိုတဲ့အသုံးအနှုန်းကိုသူသဘောကျပါတယ်ဆိုတဲ့အကြောင်းပြောပါတယ်သူကိုယ်တိုင်လည်းပဲဒီရွေချက်ရှိတယ်လို့ပြောပါတယ်ဒါပေမဲ့လက်ရှိလိုအပ်ချက်အရာ MOD NUG ရဲ့ပါအဖတွေနဲ့သူတို့ကြားထဲမှာဖြစ်ပေါ်ခဲ့တဲ့ပဋိပက္ခတွေနဲ့ပတ်သက်ပြီးတော့တိကျချာစီနာပါအချိန်ခါနဲ့လည်းလုံးကြီးတွေရှိတဲ့ဆွေးနွေးညှိနှိုင်းအဖြေရှာမှုမျိုးပေါ်လာခဲ့ရင်တော့ပြဿနာတွေငြိမ်းအေးသွားမယ့်သဘောရှိပါတယ်ကျွန်တော်သူ့ကိုဖြောင်းဖြပြောလိုက်ပါတယ်ကိုနဂါးကြီးမပန်ဆက်လို့လည်းကျွန်တော်ဆက်သွယ်ပြီးတော့ပြောပြပါမယ်ကျွန်တော်တို့ခုချိန်ခုကာလဆိုတဲ့နေရာမှာကျွန်တော်သူ့ကိုရက်တိကျနဲ့ပြောလိုက်ပါတယ်မင်းအောင်လိုင်းဥပဒေမဲ့ဆရာဆွဲမှုလူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်နေတဲ့မင်းအောင်လိုင်းမြန်မာနိုင်ငံကြီးကိုအဆုံးစုံကြီးဖျက်ဆီးဖို့ကြိုးစားလာတဲ့အကြမ်းဖက်မင်းအောင်လိုင်းဘလို့ဆက်ကလဲကျွန်တော်တို့ဆက်ကြည့်ရမယ့်အချိန်ဖြစ်တယ်အဲ့တော့အရေးကြီးလွန်ကြည့်လာပါအဲ့တော့ဆုံးသတ်အနေနဲ့ကျွန်တော်ပြောချင်တာကတော့လက်ရှိဖက်စစ်တပ်တွေကပဲဖျဲသီးလို့ဆိုရမယ်ရာရှိကြီးတွေကျွန်တော်ကိုပြပိုင်းတွန်းအားပေးလာတယ်အကြံဉာဏ်တွေပေးလာတယ်ပြည်သူကိုတင်ပြပေးစေခြင်းတဲ့စကားလုံးတွေသူတို့ပေးပို့လာပါတယ်ဒီတရားမှာအရေးကြီးဆုံးအချက်ကိုကျွန်တော်ပြောချင်ပါတယ်ပြီးခဲ့တဲ့ရပိုင်းတော်တင်ကနေပြီးတော့မှကျင်းပသွားတဲ့လေတက်မိသားစုတွေတွေ့ဆုံပွဲမှာမင်းအွန်လိုင်းလွတ်သွားတဲ့ယူကြောင်အပြုမှုတချို့ကနေတစ်ဆင့်သူတို့ဟာလေတက်ကိုလွဲမားစွာအသုံးချပြီးတော့ရုရှားအာဏာရှင်ပူတင်ခိုင်းစီစမ်းသပ်လိုတဲ့စစ်လက်နက်စမ်းတွေကိုတော်တော်လက်ရှိသူ့ရဲ့ကြာဆုံးခန်းတိုင်နေတဲ့ဘလို့မှချီမုန်းလို့မရတဲ့လက်ခတ်တော်အပါအဝင်နေပြည်တော်နာအပေါင်းချင်းအပါအဝင်ဂရင်းဒီပြည်နယ်ကစစ်စခန်းတွေအုံကြပြီးတော့သူ့ရဲ့ဖက်စစ်တပ်သားတွေအတုံးရုပ်တနေ့350တရားတည်နေတဲ့အပါအဝင်ဓာတ်တွေကိုအရှက်ရမ်းချေရမ်းပြီးတော့သူ့တပ်သားတွေကိုသူမူရီပြန်ပေးနိုင်ဖို့ပြင်းထန်ကြီးမားတဲ့လေကြောင်းစစ်စီပုံစံတစ်ခုကိုရက်ဆက်ရုပ်မာတဲ့စစ်စင်ရေးအတွင်တဏ္ဍာနဲ့ဆောင်ရွက်လာနိုင်ရှိတယ်လို့သတင်းပေးပို့လာပါတယ်။chemical ဓာတုဗေဒဘုံတွေနဲ့ပဲကျဲမလားဒါမှမဟုတ်ပါလိုက်နည်းပညာကိုအသုံးပြုထားတဲ့ခင်အစစ်မြင့်ဥပမာဆိုရင်တန်တယ်ရှိတဲ့တနေရာတွေမှာပဲဒီရဲ့ effect ကတက်ရောက်လာမယ်တန်လိုက်လိုင်းတွေပေါ့ electronics တွေပြတ်သွားမယ်တန်တယ်ကိုအသုံးပြုတဲ့တန်နဲ့ပတ်သက်တဲ့လဲပတ်နေတဲ့ဆက်ရမ်းတွေပျက်စီးသွားမယ်နာစီတွေပွင့်သွားမယ်သွေးတွေထွက်သွားမယ်စသဖြင့်ပြင်းထန်ဆိုးရွားတဲ့ mass ပေါ့ကြီးမားတဲ့ပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ဒီနဲ့လေကြောင်းစစ်စင်ရေးတွေပုံကျဲမှုတွေကိုလုပ်ဖို့ပြင်နေတယ်လို့ပြောလာပါတယ်အဲ့တော့ကျွန်တော်ကာကွယ်တပ်ဖွဲ့ဝင်တွေရောကိုနဲ့စစ်နဲ့မဆိုင်ပါဘူးဆိုပြီးတော့ကာကွယ်ဒီဖက်စစ်ရန်နေရကစစ်တပ်ရန်နေရရဲ့အနီးနားမှာနေတဲ့ပြည်သူတွေကိုရောတတိပေးကြပါတယ်ရေပိုင်းမှာရတဲ့၍ချိန်ယူပြီးတော့ဘုံခိုခြင်းတွေတူကြပါဘုံခိုခြင်းတွေတူကြပါဒါကျွန်တော်ပထမဆုံးချိန်လေးနဲ့အတိပေးတတိပေးတင်ပြစကားဖြစ်ပါတယ်ဘုံခိုခြင်းတွေအများဆုံးတူကြပါဘုံခိုခြင်းတူပြီးအချိန်မီလေ့ကျင့်ပြင်ဆင်ထားကြပါဖက်စစ်ငရဲခွေမင်းအောင်လန်ဟာမကြခင်လေပြားဂရာဖီသို့မဟုတ်စတန်ဟူစီလမ်းကိုရောက်တော့မဲ့မင်းအောင်လန်ဟာသူယူသူတဲ့နဲ့ရှက်ရမ်းပြီးတော့ပြည်သူတန်းနဲ့ချီကိုတတ်ဖို့ကြိုးစားကောင်းကြိုးစားလာနိုင်ပါတယ်ဒါကြောင့်ပြည်သူကိုတတိပေးပါတယ်တဆန်းသမျှဘုံခိုခြင်းတွေတူထားကြပါဘုံငကားကိုလည်းကျွန်တော်ပြောလိုက်တယ်ဒီ4-5-6ရက်တစ်ပတ်ဖြစ်နိုင်ဒီလပိုင်းတော့တွင်ကျွန်တော်တို့အားလုံးစီးလုံးညီညွတ်စွာနဲ့ပဲဖက်စစ်ရန်နေရကြီးအပြည့်တိုင်ပြိုလဲသွားလိုက်ထိညီညွတ်နဲ့တတန်သမျှတီးခံပြီးကြိုးပမ်းသွားနိုင်ပါစေလိုအပ်တဲ့ပြင်ဆင်ပြောင်းလဲဖို့လိုနေတဲ့ဖဖွဲ့စည်းတွေရဲ့ဥပဒေမဲ့လုပ်ရည်ရှိခဲ့ရင်လည်းကျွန်တော်တို့ဒီနဲ့ပူးပေါင်းပြီးတော့ပြည်သူ့အစိုးရမြို့သားညီညွတ်အစိုးရကတိတိကျကျဥပဒေနဲ့ညီစုံစမ်းဖော်ထုတ်နိုင်တဲ့အထိပူးပေါင်းကူညီသွားကြဖို့ဘုံငကားကိုလည်းကျွန်တော်ကြံပြလိုက်တယ်လို့ပြည်သူလူထုတရားလုံးကိုလည်းအကြံပြုတိုက်တွန်းတောင်းဆိုလိုက်ပြရတယ်အဲ့တော့လုံခြုံရေးအတွက်အထူး
အမြင့်ဆုံးတက်လှန့်ပြင်ဆင်ပါအရှိတီမောတန်တမန်တွေထွက်သွားပြီးနောက်ဘယ်ဖွံ့ဖြိုးပြီးနိုင်ငံကအင်အားကြီးနိုင်ငံကဘယ်တန်ယုံကြီးကတန်တမန်တွေဆက်လက်ထွက်ခွာမလဲစောင့်ကြည့်ပြီးတန်တမန်တွေထွက်ခွာပြီးဆိုတဲ့အချိန်ဟာပြည်သူတရားလုံးအတွက်စစ်မီးလန်ကြီးချတောက်တဲ့အချိန်ရောက်ပြီလို့ကျွန်တော်တို့သဘောပေါက်အောင်ဖြစ်တယ်လို့ဖက်စစ်ရန်နေရာကြီးတစ်ခုလုံးနောက်ဆုံးဖယ်ရှားနိုင်တဲ့အချိန်ရောက်ပြီလို့လည်းတွေးရမှာဖြစ်ပါတယ်အဲ့တော့မုံတိုင်းကြီးကိုမဖြတ်တမ်းမဲ့တော့တာယာငြိမ်ချောင်းတဲ့ကမ်းခြေတစ်ခုကိုရောက်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့အားလုံးစီးစီးလုံးလုံးညင်ညင်ညွတ်ညွတ်နဲ့ဖက်စစ်ချီမုံရေးစစ်မုံတိုင်းကြီးလုံနေသူအားလုံးမှာတာဝန်ရှိတယ်လို့ကျွန်တော်ယူဆပါတယ်တော်လန်ရေးခေါင်းဆောင်လက်နက်ကင်ထားတဲ့လူတွေကိုဥဆောင်နေတဲ့ခေါင်းဆောင်တိုင်းကိုကျွန်တော်တော်လိုင်းခေါင်းဆောင်လို့ပဲလောလောဆယ်ကျွန်တော်ကပြောရမှာဖြစ်ပါဘာလို့စစ်ခေါင်းဆောင်ရဲ့လို့တတ်မှတ်လို့မရနိုင်ပါဘူးစစ်ခေါင်းဆောင်ဆိုတာကစစ်ဆိုတဲ့အသုံးနှုန်းနဲ့ကိုက်ညီသွားစစ်မှန်တဲ့စစ်ပညာစစ်အတတ်စစ်အတွေးခေါ်စစ်သားကောင်းရဲ့ကျင့်ဝတ်နဲ့စစ်သားကောင်းစရိုက်တွေကိုပြပြသားသားကျင့်သုံးပြီးစစ်သားတွေကိုဥဆောင်အုပ်ချုပ်နိုင်တဲ့စစ်ခေါင်းဆောင်ကောင်းတို့ရဲ့အပြုမှုလေ့ကျင့်နေစွမ်းဆောင်ရည်တွေပြေဝမှတာပြင်ဒါကိုစစ်ခေါင်းဆောင်ရေးလို့ကျွန်တော်တို့ကပြောနိုင်မှာဖြစ်ပါတယ်တော်လိုင်းသမားမှာကစစ်အတတ်ပညာသူ့မှာအပြည့်အဝရှိမှာမဟုတ်ဘူးစစ်အတတ်ပညာဆိုတာ2လ3လလောက်45ရက်လောက်ပြစ်ထောက်မှောက်ကိုနိခါချိုးယောက်ျားစစ်စင်ရေးဆိုတာဒါဖြစ်တယ်ဆိုတော့ဘောတရားလေး၄၅ခွန်းနောက်တစ်ခါတိုက်ပွဲအချို့ပေါ့တိုက်ပွဲအချို့ဆိုတာဒီမြေပြင်မှာအဆင်ပြေသလိုဆင်နွှဲတဲ့တိုက်ပွဲတချို့ကိုဆင်နွှဲနိုင်ုံနဲ့ဒါစစ်တပ်ပညာတွေကိုကျွမ်းကျင်သွားပြီလို့ယူဆလို့မရနိုင်ပါဘူးစစ်ခေါင်းဆောင်တယောက်ပြီးဖြစ်ပြီလို့ကျွန်တော်တို့ပြောလို့မရပါဘူးစစ်တပ်ပညာစစ်ခေါင်းဆောင်မှုဟာလွန်စွာတိမ်မွေ့နည်းနည်းကျေပြတ်တမိုးကြီးပါတယ်လို့ဘာလို့ကျွန်တော်ပြောလဲဆိုတော့စစ်ခေါင်းဆောင်တယောက်ရဲ့အဆုံးဖြတ်စစ်ခေါင်းဆောင်တယောက်ရဲ့ဥဆောင်မှုစစ်ခေါင်းဆောင်တယောက်ရဲ့ကိုချင်းတရားအဲ့ပေါ်မှာမူတည်ပြီးတော့သူအုပ်ချုပ်တဲ့တပ်ဖွဲ့ကြီးရဲ့ရက်တည်မှုစွမ်းဆောင်ရည်ပြည်သူပေါ်မှာသူ့ရဲ့ပတ်ဝန်းကျင်ပေါ်မှာဖြန့်ထွက်တက်ရောက်လာမယ်ဘေးထွက်ကောင်းကျိုးဆိုးကျိုးတွေကွာခြားသွားနိုင်တာဒီကနေပြီးတော့စူးစမ်းပြီးတော့နှထုတ်ကြည့်တာဖြစ်ပါတယ်အစဉ်ပြေမယ်လို့လည်းယူဆပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မနေ့ပြောချင်တာလေးတချို့ရှိလို့ပါခုမနေ့ပဲကျွန်တော်ပြန် share ပေးလိုက်တဲ့အမို့မြို့သားညီညွတ်ဆိုရဒီနေ့ပြန်ကြားရေးတောင်းရှိသူဘက်ကထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီးတော့ပါ live အဆင်မပြေဘူးလို့ကျွန်တော်ထင်တယ်ဖြူပါโอเคအဆင်ပြေပါတယ် line လေးနေနေတယ်ဟုတ်ကဲ့အဲ့တော့မြို့သားညီညွတ်ဆိုရသတင်းထုတ်ပြန်ကြေညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဘယ်သူဘယ်ဝါနာမည်တူတယောက်ကိုမှတိုက်ရိုက်ပေါ့နော်ကျွန်တော်မပြောလို့ပါဘူးဒါပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရေးလူတော်လိုင်းရေးခင်းကျင်းနေတဲ့ကစုဖွဲ့မှုတွေချီးကပ်မှုတွေဆောင်ရွက်မှုတွေဘယ်သူဘယ်ဝါကဘလို့ရက်တီချက်လာရနဲ့လာရရှိတယ်ဆိုတာတွေကိုပြည်သူလူထုကတော်တော်လေးလည်းအကဲဖြတ်သိရှိနေနိုင်ပြီလို့ကျွန်တော်ယူဆပါတယ်အဲ့တော့တမတာယုံကထုတ်ပြန်လာတဲ့ဒီကိုနဂါးနဲ့ပေါ့နော်ကိုနဂါးနဲ့သူတို့တွေးဆုံခဲ့တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘက်ကအနည်းငယ်ဆိုရင်ဒီအတကပေါ့1940 43ကာလတွေမှာအတိအတကတနိုင်ငံလုံးကတန်ရာနဲ့ဒီဖက်စစ်တော်လှန်ရေးကိုဆောင်ရွက်ခဲ့ကြဒါပေမဲ့ဂန္ဒီစံချုပ်ရတပ်မတော်ပြန်လည်ဖွဲ့စည်းတဲ့အချိန်မှာပြည်သူရဲဘော်အဖွဲ့တွေဒီကွန်မြူနတီပါတီဘက်ကထောက်ခံတဲ့အင်အားစုတွေဆိုရှယ်လစ်ကိုထောက်ခံတဲ့အင်အားစုတွေဒီအမျိုးသားရေးနဲ့ဒီဗမာတို့ဗမာစီယုံဘက်ကနေပါဝင်လာခဲ့တဲ့ဒေါ်လိုင်းသမားတွေစတာတွေအကုန်လုံးကဒီစနစ်တကျတပ်မတော်တရားဖွဲ့စည်းပြီးလူကြောင့်ဆန်ဥဆောင်မှုနဲ့တွားကြတော့မယ်ဆိုတဲ့အချိန်မှာဒါစစ်မှန်တဲ့လွတ်လပ်ရေးမဟုတ်ဘူးရွှေစီလွတ်လပ်ရေးဖြစ်တဲ့စသဖြင့်ကြီးညာပြီးတော့ပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့ဘူးတာကိုကျွန်တော်တို့အမိုင်းသင်ခန်းစာယူကြပါလိမ့်မယ်အခုခြေတင်ရလည်းပဲ1942 43ကာလနဲ့တော်တော်လေးဆင်တူတဲ့အနေအထားမျိုးတွေရှိနေပါအဲ့ကျွန်တော်တို့ကလွန်ခဲ့တဲ့နှစ်80 80ကဖြစ်ခဲ့ဘူးတဲ့တမိုင်းဒီဖြစ်စဉ်မျိုးကိုတကြောပြန်ပြီးဒီချိန်မှာပြန်မဖြစ်ဖို့ကျွန်တော်တို့ဆင်ခြင်နိုင်စွမ်းရှိမှဆိုရင်စနစ်တကျလေ့လာပြီးတမိုင်းသုံးသက်ချက်ဒီနိုင်ငံတကာရဲ့ပညာရှင်တွေရဲ့ထောက်ပြဝေဖန်ချက်တွေနဲ့ကိုယ်တိုင်ဖြတ်တန်းနေရတဲ့မြန်မာပြည်တွင်းရဲ့အခြေအနေတွေပုံမှာနှိုင်းဆဆင်ခြင်ပြီးတော့
တေချာဝေဖန်ပြင်ဆင်နိုင်ဖို့လက်ရှိတော်လှန်ရေးခေါင်းဆောင်ဘလို့အရန်အရေးကြီးပါတယ်စေတပညာခေါင်းဆောင်မှုပညာအတွေးခေါ်ဖွဲ့စည်းမှုဒါတွေအားလုံးဟာတိတိကျကျလက်ရှိနောက်ဆုံးဖြစ်ပေါ်နေတဲ့21ကနေ22ရာစု21ရာစုရဲ့စစ်ခေါင်းဆောင်မှုအတတ်ပညာနည်းနည်း theory တွေကိုတိတိကျကျလေ့လာသင်ကြားမွမ်းမံပြင်ဆင်ပြီးတော့မှစစ်ခေါင်းဆောင်ရဲ့လို့ဖြစ်တဲ့မှာဖြစ်နိုင်ပါတယ်။ဒါမှန်ဒီမတရားမှုတစ်ခုခုကိုမကျေနပ်လို့ဖက်စစ်အာဏာရှင်စနစ်ကိုမကျေနပ်လို့ခုခံရရလက်နက်နဲ့ခုခံတွန်းလှန်တိုက်ခိုက်မယ်ဆိုပြီးတွေ့ရလက်နက်ကင်ဆွဲအချိန်တိုတင်တန်းလေးတက်ပြီးတော့လက်နက်ကင်ထားလိုက်တာနဲ့စစ်သားတယောက်ဖြစ်မသွားပါဘူးတော်လိုင်းတပ်သားပဲရှိပါတယ်တော်လန်နဲ့အဆင့်မရှိပါတယ်စစ်သားတယောက်ဖြစ်နိုင်သေးပါဘူးကျွန်တော်တို့အခုတိုင်းပြည်မှာလိုအပ်နေတာကစစ်သားစစ်တီမရှိဘဲနဲ့လက်နက်ကင်ပြီးလက်နက်ပေါ်မှာตาယာသွားတဲ့နော်ကိုချိုးစည်းပွားပေါ်မှာအခွင့်ထူးခံနေရတာအပေါ်မှာအစုအဖွဲ့နဲ့တဘိုးတမင်းခံစား권ပြင်းပြင်းရတဲ့အပေါ်မှာตาယာသွားတဲ့အာဏာရှင်တွေရှိနေလို့စိတ်နှွေခေါင်းကြီးပဲခြုံထားလို့ဖြစ်ဆက်လက်နဲ့ကိုင်းနာဖြစ်သူကသူဘာယာရူကြီးပေးတာအာဏာရှင်စရိုက်အာဏာရှင်အတွေးခေါ်အာဏာရှင်လုပ်ရအာဏာရှင်ဆိုတာကတရားမှုမျှတမှုအများကျိုးအတွက်ကိုရေဘူးကဆန်တော်ဖြည့်ရှင်းပေးနိုင်စွမ်းထက်ကိုသူ့တစုတစ်ဖွဲ့သူ့ရဲ့ဩဇာအာဏာခိုင်မာတည်တံ့ကာကွယ်နိုင်စွမ်းအတွက်ကိုပဲရှေ့ရှုစဉ်းစားရင်အာဏာရှင်ပဲခုမင်းအောင်လိုင်းလည်းပဲသူ့ကိုကြိုးစီးပွားသူ့တစုတစ်ဖွဲ့နဲ့ဆွေးနွေးသားချင်းသူ့ကိုနောက်လိုက်နောက်ပါဆရာတပည့်ချုပ်အတွက်ကိုကြိုးစီးပွားအတွက်သူကြက်ကန်းဆန်အိုတိုစွတ်လို့မားနေတဲ့အတွက်ကြောင့်တိုင်းပြည်ကမောက်ကမဖြစ်တာထိုနည်းတူတာပဲလက်ရှိတော်လိုင်းနယ်ပယ်ထဲမှာလည်းပဲလက်နက်ကင်ထားတဲ့အစုအဖွဲ့တွေကိုဥဆောင်နေတဲ့လူအများကြီးရှိပါတယ်ဒီအများကြီးကမှရေရှည်ဖြစ်တဲ့မြန်မာနိုင်ငံဆရာနာရှင်စနစ်ပြတ်သုံးပြီးတဲ့အချိန်မှာကျွန်တော်တို့တိုင်းပြည်ဟာဘလို့အနေထားဘလို့ခင်းချင်းဘလို့စုဖွဲ့မှုဘလို့ပြင်ဆင်မှုဘလို့ပြန်လည်တည်ထောင်မှုဘလို့အစားထိုးမှုဘလို့စေးကြောတန့်ရှင်မှုနဲ့ဘလို့ကိုယ်တိုင်စံနမူနာပြပြီးဥဆောင်မှုပြရမယ်ဆိုတဲ့ကျေပြန့်တဲ့နှဆိုင်တဲ့လေးနဲ့တဲ့တမိုင်းပေါ်မှာတင်ငန်းစာကြေတဲ့အတွေးခေါ်တွေမရှိဘဲနဲ့လက်နက်ကင်အစုအဖွဲ့ကိုအုပ်ချုပ်ပြီးတဘိုးတမင်းအာဏာပြလိုခြင်းဟာမကြခင်တော်လိုင်းရေးပြီးမြောက်သွားတဲ့ဒီနေ့အတွက်အနေရည်ဖြစ်လာနိုင်ကြရှိပါတယ်။ဒါကျွန်တော်အားလုံးကိုရည်ရွယ်ပြောတာနော်။အားလုံးဆိုတာအခုမြန်မာနိုင်ငံနေရာနှံပြားမှာအတီးတီးအတကတော်လိုင်းရေးခေါင်းဆောင်တွေတော်လိုင်းရေးအစုအဖွဲ့တွေလက်နက်ကင်အင်အားတွေအများကြီးရှိပါတယ်။အဲ့ဒီမှာတချို့ကစနစ်ကျနာတဲ့တပ်မတော်တပ်တော်စစ်တိုင်းကြီးတွေဖြစ်အောင်တည်တည်ချာချာတင်တန်းနေလေ့ကျင့်မှုမှန်တင်တန်းနေရာမှာတစ်နှစ်တန်းဒီအတွေ့အကြုံရပြီးတဲ့လူတွေမှာစီရေးနိုင်ငံရေးလူသားဆန်မှုနော်တော်လိုင်းထဲမှာတကယ်ပြည်သက်ဝင်တဲ့သူ့ရဲ့စွမ်းဆောင်ရည်ဓာတ်ပုံအကဲဖြတ်ပြီးမှတစ်ခါထပ်မုံမှန်တင်တန်းနေပို့ချဒီလိုအဖြစ်တခွဲမှုတယောက်ဒီလိုအဖြစ်တိုင်မှုတယောက်ဖြစ်တဲ့နဲ့ဖြစ်နိုင်တယ်ဖြစ်ထိုက်တယ်စစ်အရေးချင်းခေါင်းဆောင်မှုရေးချင်းစွမ်းဆောင်မှုရေးချင်းဦးချင်းဇာတိတစစ်သားကောင်းကျင်းမှုတွေကိုကောင်းကောင်းလိုက်နာနိုင်တယ်သူကိုယ်တိုင်ဥဆောင်နိုင်တယ်โอเคဒီလိုလူမျိုးတွေကိုစနစ်တကျရွေးချယ်တာဝန်ခန့်ပေးနိုင်မှာဒါသူတို့ပါဝင်ဖွဲ့စည်းထားတဲ့စစ်တပ်ကြီးတက်အဖြစ်တနာ professional army တခု professional federal army unit တခုဖြစ်ပေါ်လာနိုင်မှာဖြစ်တယ်။ဒီကြနာလေ့ကျင့်ပေးခြင်းနော်အကဲဖြတ်မှတ်ချက်ပြုပြီးတော့ခေါင်းဆောင်မှုရေးချင်းနဲ့ပြည်စုံမှုရှိမရှိစုံစမ်းစစ်ဆေးနိုင်ခြင်းမရှိဘဲနဲ့မိမိဘာသာမိမိထင်ပေါ်ကြော်စောမှုမိမိမှာရှိတဲ့ follower ဆိုတဲ့နေရာမှာလည်းမြန်မာပြည်အကျိုးစီးပွားပေါ်မှာနီးမျိုးစုံနဲ့နော်တော်လိုင်းပေါ်မှာပေါင်ပတ်သက်နေတဲ့အထီးရိတ်တွေအများကြီးရှိတဲ့အကြောင်းကျွန်တော်ပြောခဲ့ပြီးဖြစ်တာ။တော့ထီးရိတ်တွေရဲ့လွှမ်းမိုးမှုနဲ့ငါတကောကောပြီးတော့ငါထင်ရလုပ်မယ်ငါနေမြေထဲမှာငါသာပဲစိုးမိုးပိုင်ခွင့်ရှိရမယ်ကျန်တဲ့သူဘယ်သူမှလာတော့စိုးမိုးခြင်းမပြုတ်ပါဆိုတဲ့ဟိုပေါ့နော်ဒီနေ့အနှဲငယ်ကျေပြတ်မှုမရှိတဲ့အတွေးမြင်နဲ့ဆောင်းရမယ်ဆိုရင်တော့ဒါလွဲမနိုင်တယ်တစ်ချိန်မှာပြည်သူနဲ့ထိတ်တိုက်တွေ့နိုင်တဲ့ပြဿနာတွေပေါ်လာနိုင်တယ်လို့ကျွန်တော်ယူဆမိပါတယ်ဒါကြောင့်ဘယ်သူမှကျွန်တော်ဥတီမပြောလို့ပါဘူးဘုံနကားဆိုလဲကျွန်တော်နဲ့မိတ်ဆွေတစ်ခွဲရင်းနှီးပါတယ်ကျွန်တော်စကားတွေအများကြီးပြောဖြစ်ပါတယ်သူလည်းပြောပါတယ်ကျွန်တော်ရှီကနေပြီးတော့ရခိုင်ကာလာတွေကဒီစိတ်သက်ခွန်အားအတွေးခေါ်တွေဒီအတွေ့အကြုံတွေအများကြီးသူနီးယူရရှိပါတယ်ဒီကိုယ်တိုင်လည်းပြောပါတယ်အဲ့တော့ကျွန်တော်ဘုံနကားအပါဝင်ပေါ့နော်အားလုံးကိုလေးစားမေတ္တာရက်ခံချင်တာကတော့ကျွန်တော်တို့တမိုင်းမှာစင်စွေရလူသားမှုအပါဝင်ဖြစ်ခဲ့မှုတဲ့ဒီတွင်စစ်ကာလအခြေအနေအဥပိုင်းအခြေအနေတွေကိုပြန်လည်ဖတ်ရှုလေ့လာပါအထွေထွေဆက်စဉ်းစားပြီးတော့မိမိတို့လက်ရှိအခြေအနေနဲ့နှိုင်းရှင်ပြီးတော့ဘာတွေတူနေလဲဘာတွေကဆက်ဆိုင်နေတယ်လဲဒီလိုစုဖွဲ့မှုဒီလိုပြင်ဆင်မှုနဲ့ဒီလိုစွမ်းဆောင်ရည်ကိုအဓိကမပြုအခြေမပြုဒီလိုပြည်သူလူထုအားလုံးရဲ့လူလားချက်ကိုအခြေမပြုပဲမိမိတစုတစ်ဖွဲ့တစ်ပါတီတကိုချိုးတလန့်တစိတ်တစ်ခုအတွက်ကို
UDP လောက်ခဲ့တဲ့အစုဖွဲ့တွေပြည်တွင်းစစ်ဖြစ်ခဲ့တဲ့1940နဲ့50ကြားထဲမှာကြုံခဲ့ရတဲ့အတွေ့အကြုံမျိုးတွေမိမိတို့မှာဖြစ်လာနိုင်ခြေရှိတယ်ဒါကိုပြင်ဆင်စဉ်းစားပြီးတော့နော်ဥပမာ NUG ဘက် MOD ဘက်ကအားနည်းချက်အားသာချက်တွေပေါ်မှာတက်နိုင်သမျှစေစပ်ညှိနှိုင်းပြီးတော့အားလုံးစုဖွဲ့တဲ့ Federal Army Unity တပ်တော်ကြီးတွေအစ်စ်ဖြစ်အောင်ပါကြိုးစားကြစီလိုပါတယ်။မှာဆိုကချင်ပြည်နယ်မှာဆိုရင်တပ်တော်အမှတ်1ဒါကျွန်တော်သဘောထားပြောရရင်တော့လူမျိုးစုတစ်ခုနာမည်တစ်ခုကိုအခြေပြုလိုက်လို့ရှိရင်အဲ့ဒီမျိုးနွယ်စုတွေနဲ့အတူရှင်းတိုင်းနေတဲ့အခြားသောမျိုးနွယ်စုငယ်တွေပေါ်မှာတန်ဖိုးမထားရမလေးစားရရောက်သွားနိုင်တယ်မို့လို့ကျွန်တော်ကတော့လူမျိုးစုနာမည်တစ်ခုနဲ့တက်ပြီးတော့စူးစမ်းမယ်ဆိုတဲ့မြည်သည့်အစုဖွဲ့ဖို့မဆိုကျွန်တော်ကတော့စိတ်ထဲမှာအားမပေးဘူးကျွန်တော်တို့အားလုံးဟာမျိုးနွယ်စုတွေအများကြီးနေရအနှံ့ပြားမှာဖြန့်ကျက်ပြီးအတူနေထိုင်ကြတာမို့လို့မျိုးနွယ်စုတစ်ခုနာမည်နဲ့ငါတို့ဖြစ်အောင်ငါတို့ခွင့်ရတိဆောက်မယ်ဆိုတဲ့ကြီးကပ်မှုမျိုးဟာလူမျိုးကြီးဝါဒကိုအခြေတည်တာပဲဖြစ်တယ်ကျွန်တော်ကတော့ဟိုးရှမ်းကရုကနန်းတွေအစလူမျိုးနွယ်ငယ်လေးတွေရခိုင်မှာဆိုလဲဒီမျိုးနွယ်ငယ်တွေအများကြီးရှိတယ်သူတို့တွေကိုထည့်သွင်းမစင်စားဘဲနဲ့ကိုလူမျိုးကြီးတစ်ခုနာမည်ကိုလူမျိုးကြီးတစ်ခုရဲ့အယူဝါဒတစ်ခုပဲတွတ်သွင်းမယ်လို့စူးစမ်းပြီးဆိုကြတဲ့ကဒါလူမျိုးကြီးဝါဒကိုအခြေတည်တာပဲအဲကြောင့်လူမျိုးစုတစ်ခုရဲ့နာမည်နဲ့ဆောင်ရွက်မယ်ဆိုတဲ့မြည်သည့်လှုပ်ဆောင်မှုမျိုးဆိုကျွန်တော်တမ်းမထားပါဘူးတမိုင်းမှာတနေ့နေ့အခုထိဖြစ်လာမယ်လို့ပဲယုံကြည်ထားပါတယ်အဲကြောင့်ဟိုးပေါ်မှာတတ်တော်ကြီးနံပါတ်ဘလော့ကချင်ပြည်နယ်မှာတတ်တော်နံပါတ်ဘလော့ရခိုင်ပြည်နယ်မှာတတ်တော်နံပါတ်ဘလော့ရှမ်းပြည်နယ်မှာဆိုလဲရှမ်း area ပရဝိုင်းမှာပဲတတ်တော်နံပါတ်ဘလော့ဝါဘက်မှာဆိုလဲတတ်တော်ကြီးနံပါတ်ဘလော့စကိုင်းဘက်မှာဆိုလဲတတ်တော်ကြီးနံပါတ်ဘလော့ကရင်ပြည်ဘက်မှာဆိုလဲကရင်ပြည်နယ်အစိုးရရဲ့စီမံအုပ်ချုပ်မှုအောက်မှာဥပဒေနဲ့ညီဖွဲ့စည်းထားတဲ့တတ်တော်ကြီးနံပါတ်ဘလော့တတ်တော်အမှတ်တွေနဲ့ပဲတွားပြီးတော့တစ်ချိန်ချိန်မှာပြည်တော်စုတရားလုံးကိုကာကွယ်နိုင်ဖို့အတွက်အာမခံချက်တာဝန်မှုတာဝန်ခံမှုရှိပြည့်ရှိပြီးစီရေးဆွမ်းရည်ပြေဝခံမှာတဲ့အာဆီယံနိုင်ငံတွေကတော့မှသူတို့မျောလင့်ထားတဲ့ဒီနေတိုးလိုတပ်ဖွဲ့တွေပေါ်ပေါက်လာအောင်ရည်စုချိကတဲ့အချိန်မှာအခုမကြမတင်တော်လိုင်းပြီးမှပေါ်ပေါက်လာမဲ့မြန်မာ Federal Army ကြီးဟာအာဆီယံတပ်မတော်ကအဆင့်သစ်ပူးပေါင်းပါဝင်စီရေးလေ့ကျင့်ချိတ်ဆက်ပြီးတော့အာဆီယံတပ်တော်ကြီးတစ်ခုတည်ထောင်နိုင်တဲ့အထိစီရေးနိုင်ငံရေးခေါင်းဆောင်မှုစွမ်းရည်တမိုင်းကြောင်းကောနော်စစ်အာဏာရှင်စနစ်ကလောင်ရဲအကွာလုံးဝလွတ်မြောက်တဲ့တက်ကြီးတက်တော်ကြီးတွေဖြစ်ရေးဖို့သာအခုချိန်မှာကျွန်တော်တို့အာယုံဆိုင်ချိကတ်တက်ပါအဲ့လိုချိကတ်ဖို့ကြားထဲမှာအခက်အခဲတွေရှိနေတယ်ဆိုရင်ညီနိုင်လို့ဆက်လို့မရတာတွေရှိနေတယ်ဆိုရင်ဒါကိုကျွန်တော်တို့အလေးနဲ့ဝိုင်းဝန်းအကြံပြုစဉ်းစားပြီးမဖြစ်အောင်သွားရမယ်ကာလဖြစ်ပါအာဆွေးနွေးလို့မရလို့ဒီလိုကတော့ငါနဲ့အဆင်မပြေနိုင်ငါတက်နဲ့ငါပဲနေမယ်ဆိုတော့တတိတခြားခွဲထွက်ဒဇင်ထောင်လို့တဲ့ပုံရိပ်တွေဟာလွတ်လပ်ရေးခေတ်ကာလမှာကတည်းကပေါ်ထွက်ခဲ့ပြီးနောက်ဆုံးဘလို့အဆုံးသတ်သွားတယ်ဆိုတာတမိုင်းသင်ခန်းစာကျွန်တော်တို့ရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေအားလုံးကျွန်တော်လေးစားပန်ကြားကြပါတယ်တမိုင်းသင်ခန်းစာကြည်ကြပါစေတမိုင်းဘီးတွေတကြောပြန်မလဲအောင်ခုကတည်းကလေးနဲ့တဲ့စဉ်းစားချိကပ်မှုတွေနဲ့ပြင်ဆင်နိုင်ပါစေဘုန်းကားပါဝင်အားလုံးဟာပါနှက်တယ်ထက်မြက်တယ်ယူသားမှုအခြေခံရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကယူသားမှုတစ်ခုတည်းနဲ့သွားလို့မရဘူး smart power ရှိဖို့လိုပါတယ်တမိုင်းသင်ခန်းစာတွေကပေးလာတဲ့အခြေအနေတွေမြမမြင်မှာနောက်ထပ်မဖြစ်တော့အောင်ကြိုတင်ကာကွယ်နိုင်စွမ်းရှိမှခေါင်းဆောင်ခေါင်းလို့ပြောနိုင်မှာဖြစ်ပါတယ်တမိုင်းမှာဒီလိုဖြစ်ခဲ့ပါတယ်ဒီလိုဖြစ်တတ်ပါတယ်ဒီလိုဖြစ်လာနိုင်ပါတယ်တိတိနဲ့ဆက်ပြီးဇတိုးမယ်ဆိုရင်ဒါဟာမှန်ကန်တဲ့ဥဆောင်မှုမဖြစ်နိုင်ပါဘူးလွဲချော်တဲ့တိုင်းပြည်ကိုကြောက်ထဲကိုထပ်မံထိုးချဖို့အတွက်ပြင်ဆင်ကူညီအားပေးရာရောက်တယ်လို့စစ်အာဏာရှင်တွေအကြိုက်ကိုဆောင်ကျင်းနေတဲ့အခင်းကျင်းလဲဖြစ်လိမ့်မယ်လို့အားလုံးသုံးသပ်နိုင်မယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်တော်လန်